ပြီးတော့မေငါနဲ့လို့သူရဲ့ကျွန်တော်ရဲ့ခွဲရတော့မေရင်နဲ့သိလို့နောက်တစ်ခေါက်ထပ်ဆုံမရသေးจิตစုတောင်းရင်ကိုရမလို့နှစ်ပါးသွားပြီးပြန်တော့မေဆိုးဆိုးထရင်ငါဖို့